Okay ငါတို့ chapter 8မှာတော်ဒါကွန်ပျူတာ using ကွန်ပျူတာကိုစသုံးမယ်ပေါ့နော်သုံးမယ်ဆိုတော့ကျောင်းသားကိုစတင်မှာတော့ကွန်ပျူတာဖွင့်ပိတ်ကစတင်မှာပေါ့ဟုတ်တယ်နော်ဒုတိယရက်တတိယရက်လောက်ဆိုရင်ပထမရက်တွေကတော့ကိုယ်တိုင်ဖွင့်ပေးပေါ့နောက်ရက်တွေကျရင်သူတို့ကိုဖွင့်ပိတ်ပါတော့အောင်လို့သင်ရမယ်ဟေးကွန်ပျူတာဖွင့်ရင်အရင်ဆုံးဘယ်ကစဖွင့်မှာလဲ UPS ကစဖွင့်ကွာ UPS power ဖွင့် UPS ပြီးရင် system ဘုံရဲ့ power ဖွင့်အဲ့လိုပိတ်မယ်ဆိုတော့ပိတ်ခလုတ်ကတကယ်ပါတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားပိတ်တော့ကျတော့ software နဲ့ပိတ်တာအဲ့ကြရင်ပါတော့ဒီကနေ stat ကိုနှိပ် stat ကနေ turn on computer turn off ဆိုတာကိုနှိပ်ရတယ်ဆိုတာကိုပြမယ် stat turn off ဒီမှာလေကောင်း turn off ကိုရွေးခိုင်းလိုက်ပေါ့နော်ဒါကဟိုပါပေါ့ဒါက window အနှိပ်နေပေါ့ဒါမှမဟုတ် window XP out တွေပေါ့နော် window XP out တွေ window 7ကြာရင်ဘယ်ဘာလို့မလဲ stat ကိုနှိပ်မယ်ဘာလို့နှိပ်မလဲ stat ကိုနှိပ်မယ်အဲ့ဒီမှာဘာလို့ shut down ကိုနှိပ်မယ်ဒါဆိုတော့တစ်ခါတည်းပိတ်သွားမှာပေါ့နော်reset တွေပါချချင်တယ်ဆိုဒီဘက်မှာများလေးရှိသေးတယ်ဒီဘက်မှာ reset ချမယ်ဆို reset ပေါ့နော်အဲ့လိုမျိုးဒီကောင်က7ကြာပို့လွယ်သွားတာပေါ့ shut down ဆိုတာဟိုဖြစ်သွားပါဘောနော်အဲ့တော့ကွန်ပျူတာပိတ်တယ်ဖွင့်တယ်ဆိုတာအဖွင့်တာခလုတ်ရှိတာအပိတ်မှာခလုတ်မရှိဘူးဒါပေမဲ့တစ်ခါကြရင်ဆိုတော့ကွန်ပျူတာကြီးဟန်းသွားလို့ဒီ shut down တွေပါမပေါ်တော့ဘူးဆိုရင်လေဒီကွန်ပျူတာရဲ့ power ခလုတ်ကြီးကိုအကြာကြီးဖိထားရင်ဒီ power ပိတ်တဲ့ဖိထားရင်လည်းဆက်ကြီးရက်မသွားဘူးလားရက်သွားတယ်နောက်ဆုံးကြရင်လည်းအဲ့စနစ်ကိုသုံးပါတချို့ဆိုရင် laptop တွေပါလေအတိုင်းပဲကွန်ပျူတာကြီးကပိတ်လို့လည်းမရဘူးဒိုင်းတော့မပိတ်တတ်တော့ဘူးသူကဟောပိတ်တဲ့ဘယ်နဲ့တိုင်းမှာလားငါတို့ဆိုင်ရာတွေအဲ့မှာ monitor မှာ laptop ဆိုပေါ်နေမပိတ်ဘူးမပိတ်ဘူးဆိုတော့ငါတို့ကတည့်ရဲ့ power ခလုတ်လေးကိုပေါ့နော် laptop ဆိုတဲ့ဒီ power button မပါဘူးလားပါအဲ့လေးကိုဖိကြပြီးတော့ freeze ဆိုပြီးပိတ်ပိတ်သွားပြီအဲ့လိုလားတခါငါလေးလေးစင်သူကကွန်ပျူတာစသုံးတာပေါ့ဒီနေ့မှစသုံးဝယ်ရကွန်ပျူတာအကြောင်းလည်းခုမသိဘူးဘာဖြစ်လဲဆိုတော့သူကကွန်ပျူတာ reset ချခြင်းတာချခြင်းတာတော့ reset ချအဲ့ဒါသူတငယ်ချင်းတယောက်စီလမ်းဖုံးဆိုအောင်ငါကွန်ပျူတာ reset ချခြင်းလို့တဲ့ဟိုကသူတငယ်ချင်းကအေးက reset ချရင်ဘယ်ကလို့နှိပ်လို့မပြောဘူးညစ်လဲညစ်ပတ်ချင်တာဟုတ်ကျွန်တော်တဲလည်းမတဲဘူးလေသူတို့ကကျောင်းတော်ကရန်စရည်ဆိုတော့ငယ်တငယ်ချင်းတွေဆိုအဲ့လိုဘာဖြစ်တော့အားလည်းမင်းအဲ့လိုဆို reset ချမှာဆိုတော့ကျိုးကြီးဖြုတ်ပြီးယူခဲ့တယ်ဟိုက power ကျိုးတွေယူလေးလေးရတဲ့တကယ်ယူသွားတာပေါ့ပြီးကမှတော့ reset ကကြာပြီ reset မကောက်ပါဘူးရှစ်တောင်းမှကြာပြီပေါ့ပါကျိုးပိန်မှာတော့တယ်မဟုတ်လားအဲ့လိုလုံးဝမသိဘူးဆိုလည်းအဲ့လိုစတိတဲ့တွေဟာလို့ပြေးလေအောင်မပြောကြဘူးဒါနောက်ချင်လို့ပါလို့အဲ့လိုမျိုးတွေလောက်တက်တယ်ဒါကလေးတွေကိုရှင်းပြလိုက်ပေါ့ရှစ်တောင်းဆိုတာလုံးဝကူတောင်ပိတ်တာ turn off ပေါ့နော် reset ဆိုတာတော့ပိတ်ပြီးတော့တခါတည်းဘာဖြစ်တော့ပြန်ဖွင့်တာဟုတ်ပြီဒီကောင်က chapter 8ပါ